ကဲကျွန်တော်ဒီနေ့မှာတော့ lesson 2ကိုရောက်လာတယ်သိခန်းစာနှစ်ကိုရောက်လာတယ်ကျွန်တော်ထုံးတဲ့တိုင်းခါလာကို ABCD ဆိုပြီးတော့၄ခုတုံးလို့ရတယ်ကျွန်တော်ကတော့ထုံးတဲ့တိုင်းပဲ COLOR ကာလာ E ဆိုပြီးတော့တုံးတခြားရောက်နေလဲတုံးလို့ရတယ်ကျွန်တော်ဒီနေရာမှာပါကိုဘယ်လိုဆုံးတင်မလဲဆိုတော့ကျွန်တော်လက်ရှိခုပေါ်ပြအသုံးပြုနေတဲ့ဆိုတော့ဒီလိုလဲဆိုတာကိုကျွန်တော်ထားပြီးတော့နေဆိုတော့အဲ့ဒါကျွန်တော်လမ်းနေတယ်အဲ့တော့ WHO AMI ဆိုပြီးတော့ကျွန်တော်လမ်းနေတယ်ဒါဆိုကျွန်တော်ကိုလက်ရှိအသုံးပြုတဲ့စီဒီစာပြင်ချင်းကျွန်တော်လက်ရှိအသုံးပြုနေတဲ့ဒီကွန်ပျူတာအသုံးပြုနေအဲ့တော့ကျွန်တော်ကနောက်ထပ်ဒီကွန်ပျူတာမှာရှိတဲ့system info ဆိုတဲ့ဟာကြတော့ကျွန်တော်ဒီမှာ system info ဆိုတဲ့ဟာကဒီကွန်ပျူတာမှာပါဝင်တဲ့အချက်လက်တွေကိုကျွန်တော် plan ပြီးတော့တောင်းတော့ဆိုတော့ဒီမှာ system info ကိုကျွန်တော်ကဒီကွန်ပျူတာမှာရှိတဲ့အချက်လက်တွေကို plan ပြီးတော့တောင်းမယ်ကျွန်တော်ကြည့်မယ်အဲ့တော့အန္တတစ်ချက်ခေါင်းဒါဆိုတော့ဒီ system မှာပါတဲ့အချက်လက်တွေအားလုံးကိုဒီကွန်ပျူတာမှာပါတဲ့ hardware ပိုင်းဆိုင်ရာအချက်လက်တွေအားလုံးကိုပြပေးလိမ့်မယ်နားလည်ကြအောင်နော် okay ဒါဆိုလို့ရှိရင်ဒီကွန်ပျူတာမှာ hardware ပိုင်းဆိုင်ရာမှာပါတဲ့အချက်လက်တွေအားလုံးကိုပြပေးလိမ့်မယ်ကျွန်တော်ပေါ်နေတော့ဆိုပြီး okay အဲ့ဒါကျွန်တော်ကွန်ပျူတာမှာပါတဲ့အချက်လက်တွေအားလုံးကိုနော်ဒီမှာမှကြည့်မယ်ဆိုတော့ကွန်ပျူတာ name ရဲ့ visual window system ရဲ့ visual ဒါပါဝင်တဲ့ချက်လက်တွေအားလုံးကိုပြပေးမယ်နောက်တစ်ခုကြတော့ okay နောက်တစ်ခုကြတော့ system info လို့ပြပြပြီဆိုတော့ကျွန်တော်ကဒါကြတော့ IMP config တယ်နော်ဒါကြတော့ IMP config ကကြတော့ဒါကိုပြောရတယ်ဆိုတော့ကျွန်တော်ရဲ့ internet line ကောင်းမကောင်းစစ်တယ်ဆိုတော့ကျွန်တော်ဒီ internet line ရှိမရှိကိုယူစစ်တယ်အဲ့တော့ကျွန်တော် IMP config ကိုကျွန်တော်က LAN ပြီးတော့ပေါ်ကြည့်မယ်ဆိုတော့ IMP config ကို LAN ပြီးတော့ပေါ်ကြည့်မယ်ဒါဆိုလို့ရှိရင်ကျွန်တော် ဒီမှာကျွန်တော်က wireless နဲ့ချိန်ထားဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာဒီ internet line ရှိတယ်ပေါ့နော် internet ရှိတယ်ဒီအောက်မှာကြည့်နေဆိုရင်တကယ်လို့သူကဒီနေရာမှာ0ဒါဆိုလို့ရှိရင်တော့ကျွန်တော် internet ရှိတယ်ပေါ့နော် internet ရှိတယ်ဒါကျွန်တော်တို့ကဒီမှာ internet ကောင်းမကောင်းကိုကျွန်တော်တို့ဘယ်လိုကြည့်မလဲဆိုတော့ ping ဆိုတဲ့ command line ကိုရင်အသုံးပြုပြီးတော့ကျွန်တော်က internet line ကောင်းမကောင်းကိုစစ်မယ်အဲ့တော့ ping ping အဲ့တော့ကျွန်တော်google.com မှာကြည့်မယ်google.com ကိုကျွန်တော်တွားကြည့်ကျွန်တော် enter ဖောက်ဒါကကျွန်တော်တွားနေတဲ့ဒါ time out ကကြာကျွန်တော်တွားနေတဲ့ MB စက်ကနေဒါမှကျတော့ slow လို့ဆိုလို့ရှိရင်တော့ကျွန်တော်က internet line ကောင်းတယ်နော် okay ဒီနေ့မှာတော့ကျွန်တော်ဒီ command line လေးကြောင်းကိုကျွန်တော်တင်ပေးခဲ့တယ်ပထမအကြောင်းကတော့ဒါခါလာတော့အကုန်လုံးပြီးရယ်နံပါတ်1မှာကျွန်တော်က system ဒီကွန်ပျူတာသုံးနေတယ်ဒီလဲဆိုတာကျွန်တော်ကမေးရယ်နောက်ထပ်ဒီကွန်ပျူတာမှာပါတဲ့ system info ဆိုပြီးတော့ကျွန်တော်က plan လေးတော့တောင်းတယ်ကွန်ပျူတာ hardware ဘက်ဆိုင်ရာမှာပါတဲ့ချက်လက်တွေအားလုံးကိုပြောပေးဖို့နော်ကျွန်တော် internet line ကောင်းမကောင်းကျွန်တော် connect လုပ်နေစစ်တယ် IP config နဲ့စစ်တယ်ဒီကျွန်တော်ရဲ့ internet ရှိမရှိပါ IP config နဲ့စစ်ပြီးတော့ကျွန်တော် internet ကောင်းမကောင်းကိုကျွန်တော်က ping ဆိုတဲ့ command line ကိုပို့ပြီးတော့ကျွန်တော်စစ်ဒီနေရာမှာနောက်ထပ်တစ်ခုသုံးရတာက ping pin ဒီမှာကျွန်တော်ကfacebook.com ဆိုပြီးတော့ကျွန်တော်က facebook.com လို့ပြောping facebook.com okay ကျွန်တော် facebook.com ကိုလည်းတွားတယ်ဒါလည်း facebook.com တောင်းလို့ဆိုရင်ကျွန်တော်ဒီမှာdaily ရတော့ကောင်းနော် okay ဆိုတော့ကျွန်တော်ကဒီနေ့တင်တဲ့ထဲမှာ internet line ကောင်းမကောင်းလည်းဖြစ်တယ် design info IP config
Pin ဆိုတဲ့ internet ကောင်းမကောင်းလို့ဆိုတော့ဒီဒီခါစားအောင်ပြလောက်ပေါ့နော်နောက်သင်ခန်းစာတွေမှာတစ်ချက်ပို့ပြီးတော့မြင်တဲ့သင်ခန်းစာလေးတွေပြပြတော့မှာဖြစ်ပါတယ်